ကိုဟာကိုသွားနိုင်စားနိုင်တဲ့အရွယ်ဆိုရင်လက်ဆေးတဲ့အကျင့်လေးတေချာလေးသင်ပေးဖို့လိုအပ်ပါတယ်เนาะဆရာတို့အစာမစားခင်အစာစားပြီးအိမ်သာတက်ပြီးเนาะဒီအချိန်လေးတွေမှာလက်ဆေးဖို့အလေးအကျင့်လေးသင်ပေးဖို့လိုအပ်ပါတယ်အပြင်စာလမ်းပေးစာတွေကိုเนาะဒါအန္တရာယ်ဖြစ်နိုင်တဲ့အစားအစာတွေကိုအရင်မစားဖို့အဲ့ဒါလေးသတိပေးဖို့လိုအပ်တယ်မင်္ဂလာပါဆရာဒေါက်တာဆိုင်းမြတ်သူပါဒီတစ်ပတ်မှာတော့မိခင်တွေဖခင်တွေအနေနဲ့ကိုယ့်ရဲ့ကလေးငယ်ကိုမိုးရာသီဝမ်းပြောင်ဝမ်းလျှောမဖြစ်အောင်ဘယ်လိုမျိုးကာကွယ်ကြမလဲဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ပြောပြပေးသွားပါမယ်အဲ့တော့ကလေးတယောက်ဝမ်းပြောင်ဝမ်းလျှောဖြစ်တယ်ဆိုတာဟာဆရာတို့မတန်ရှင်းသောအစားအသောက်စားမိလို့ဖြစ်တာပေါ့နော်အဲ့တော့နံပါတ်1အနေနဲ့ကဆရာတို့ကလေးကသူ့ဟာသူစားနိုင်တဲ့အရွယ်ဆိုရင်ဂရုစိုက်ဖို့ကတစ်မျိုးသူ့ဟာသူမစားနိုင်တဲ့အရွယ်ဆိုတော့ caregiver ကိုဂရုစိုက်ဖို့ကတစ်မျိုးနှစ်မျိုးခွဲပြီးတော့မှားပါလိမ့်မယ်เนาะအဲ့တော့ကိုဟာကိုသွားနိုင်စားနိုင်တဲ့အရွယ်ဆိုရင်လက်ဆေးတဲ့အကျင့်လေးတေချာလေးသင်ပေးဖို့လိုအပ်ပါတယ်เนาะဆရာတို့အစာမစားခင်အစာစားပြီးအိမ်သာတက်ပြီးเนาะဒီအချိန်လေးတွေမှာလက်ဆေးဖို့အလေးအကျင့်လေးသင်ပေးဖို့လိုအပ်ပါတယ်အပြင်စာလမ်းပေးစာတွေကိုเนาะဒါအန္တရာယ်ဖြစ်နိုင်တဲ့အစားအစာတွေကိုအရင်မစားဖို့အဲ့ဒါလေးသတိပေးဖို့လိုအပ်တယ် caregiver အနေနဲ့လည်းကလေးကိုကိုကပြုစုပြောင်းထောင်ရတဲ့အတွက်ကိုယ်တိုင်ရဲ့တန်ရှင်းမှုတန်ရှင်းရေးအရေးကြီးတယ်ဂရုစိုက်ဖို့လိုအပ်တယ်နံပါတ်2အစားအသောက်ရွေးချယ်တဲ့နေရာမှာလဲဆရာတို့လမ်းပေးစာတွေမကျွေးမိဖို့ကလေးကိုเนาะကျွေးမယ်ဆိုလို့ရှိရင်လည်းဒါသေးချာလေးเนาะကြက်အောင်ချက်ပြုတ်ထားတာလေးဖြစ်ဖို့အစိမ်းစားရမှာဆိုရင်တေချာတန်ရှင်းစေးကြောပြီးမှကျွေးဖို့ဂရုစိုက်ဖို့လိုအပ်ပါတယ်နံပါတ်3အနေနဲ့ကတော့ဆရာတို့ကလေးကိုလည်းဂရုစိုက်ရမယ်ကလေးရဲ့အစားအသောက်ကိုလည်းဂရုစိုက်ရမယ်ပြီးရင်ကလေးကိုကျွေးမယ်ပကံခွက်ရောက် utensil เนาะနှုံးမုံထဲတဲ့နှုတ်ဘူးဒါလေးတွေကိုတန့်ရှင်းအောင်ဆေးကြောဖို့လည်းလိုအပ်ပါတယ်ဒါတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ဒီနေ့ခေါင်းစဉ်လေးကနေဘ ഹു တုဒအများကြီးရရှိမယ်လို့မျှော်လင့်ပါတယ်နောက်တစ်ခါကျရင်ဆရာတို့အပြင်ထွက်ပြီးပြန်လာတဲ့ကလေးငယ်ရဲ့တကိုယ်ရေးတန့်ရှင်းရေးကိုဘယ်လိုဂရုစိုက်ကြမလဲဆိုတဲ့ခေါင်းစဉ်ကနေပြောပြပေးသွားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်